မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Never Too Late to Learn Channel မှာကြိုဆိုလိုက်ပါတယ်ဒီ channel မှာကျွန်တော်အိမ်သူခေခိုကနေပြီးကျွန်တော်ကိုဂျပန်စာရေးနည်းများသင်ကြားပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူမိတ်ဆွေတို့ကလည်းလိုက်လံပြီးတော့သင်ယူနိုင်ပါတယ်ဂျပန်စာအတန်ထွက်များနဲ့ဝေါ်ဟာရများကိုလည်းသင်ကြားပေးသွားမှာဖြစ်ပါတယ်610の手なら60の手習い6 is 6 10 10 No is like a of in English Te This is hand Nara This is learning So 60の手習いဒီတစ်ခါတော့ကျွန်တော်အလှည့်ရောက်လာပါပြီတခါမှမရေးဘူးပဲမဲ့ကျွန်တော်ကြိုးစားပြီးတော့ရေးပါမယ်ဘယ်အတန်ဖြစ်တဲ့အတွက်ကြောင့်ရေးရတာနည်းနည်းတော့ခက်ပါတယ်သင်ယူမှုမှာနောက်ကျခြင်းဆိုတာမရှိပါဘူး
ရာမမှားပြင်ပေးနေတာဖြစ်ပါတယ်ဒီအခရာကတော့ကဏ္ဍနံပါတ်6ပါဒီအခရာကတော့နံပါတ်30ပါ60ပေါ့ဗျာဒါကတော့မြန်မာလိုဆိုရင်တော့ဤအခရာပါဒီအခရာကတော့လက်ပါဒါကတော့သင်ယူမှုလေးလာမှုဆိုတဲ့အဓိပ္ပာယ်ကိုရပါမယ်ဒီလက်ရတော့ဆီယာမရဲ့လက်ရပါဒါကတော့တပည့်ကျွန်တော်ရဲ့လက်ရပါသူတို့အနေနဲ့ကြည့်မလှဘူးထင်ပေမဲ့ကျွန်တော်ဘာသာကျွန်တော်တော့လှတယ်လို့ထင်ပါတယ်ဒီစာကြောင်းရဲ့အဓိပ္ပာယ်ကိုတော့အင်္ဂလိပ်လိုပြန်လိုက်ရင် learning at 60အသက်60မှာသင်ယူတယ်လို့အဓိပ္ပာယ်ရပါတယ်ဒါကတော့ဂျပန်စကားပုံတစ်ခုပေါ့ခင်ဗျာဆိုလိုချင်တဲ့အဓိပ္ပာယ်မူရင်းကဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်သင်ကြားဖို့သင်ယူနေဖို့နောက်ကျခြင်းမရှိပါဘူးလို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ channel ကိုလည်း never too late to learn သင်ယူဖို့အတွက်နောက်ကျခြင်းဆိုတာမရှိပါလို့နာမည်ပေးထားပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်